ဝက်မှ9000အကျော်သေးလို့ကြအောင်လို့ဒါတစ်ဝက်တောင်ပြီးသွားပြီကိုရှိမှာစားပြီးမှပတ်ဆက်ပေးလို့ရမကောင်းပတ်ဆက်မပေးနဲ့ဒါစိတ်ရင်လူရဲ့ခေါင်းသားရဲ့ရောချက်တာလိမ့်လိုက်မာတာကောင်းတယ်ပြောရောင်းကျင်လို့ဖြစ်မယ်နော်ဝဲကြည့်မှသိမှာဒါဘူးလေဟုတ်ပါစိတ်ဆိုဟုတ်တယ်ပေးကွာစိတ်ကြတယ်နော်ဟုတ်ဆိုင်ရတော့ညီမတစ်နှစ်လောက်ပဲရှိဒါကတော့ကျွန်တော်ဒီအတော်တွေကကျွန်တော်ဒီနေရာလေးပေးတာပေါ့နော်ဒီဈေးရှိမှာသူ့နေရာသူပေါ့ရှိကြတယ်ဒီဘိုးဒီရွှေကြီးဆိုင်ကကျွန်တော်ဒီနေရာလေးပေးလို့ကျွန်တော်တစ်နှစ်လောက်ပဲရှိတယ်ဒီမှာရောင်းတာညီမကြီးအဲ့ဒါဒီမှာနေရာမလွယ်ဘူးလေဟိုသူကနေသူနေရာလေးရှိကြတယ်ဒါကျွန်တော်တော်နေရာလေးပေါ့ကြောက်တော်နေရာလေးကသူပေးတော့ကျွန်တော်ဒီမှာစိတ်ဆုပ်ရောင်းလို့ရတာကိုကြီးကဒါဆက်တော့ရောင်းတော့3000မဟုတ်ဘူးကုန်ဈေးနှုန်းတက်လာကြတော့စိတ်ဆုပ်က9000စိတ်ပဲ9000အဲ့ဒါမို့စိတ်သားတွေပါရဲ့ဈေးတက်လာတော့1000လို့ပါရောင်းခဏကတော့ဆက်တော့ရောင်းတော့9000ဦးကဈေးနှုန်းတက်လာတဲ့ပုံမှာကိုကြီးဒါဈေးနှုန်းလေးပြန်ပြီးတိုးပြီးတော့နေပြန်ရောင်းရတာပေါ့စားကြည့်ဆိုတော့ပေးပြတဲ့ရွေးကြောကိုကြီးကဘယ်တော့လာဝယ်တဲ့လူကစိုက်နေမယ်ပေးပါလားစိုက်နေပဲကိုကြီးကလည်းစိုက်နေမယ်ရွေးရခက်နေတယ်အဲ့ကိုကြီးကဒီမှာရောင်းရင်ပေါ့နော်ကိုယ်ဆိုင်မှာစားကြည့်ကောင်းမှပတ်ဆက်ပေးပြောတော့မှလည်းကောင်းပါလေးတယောက်နေမှာကိုကြီးစိုက်နေမယ်ပေါ့နော်ရွေးရခက်နေတယ်ဆိုကိုကြီးပြောနေတဲ့နာမည်လေးပဲပေးလိုက်ပါလားစားကြည့်ကိုကြီးပြောတဲ့စကားလေးကိုအဲ့ဒါလေးသူပြောလာတယ်ကိုကြီးလည်းအတွေးပေါက်ပြီးအဲ့နာမည်လေးကိုကြီးပေးပြတော့တာပေါ့နော်ကိုကြီးလာရင်စားကြည့်ပေါ့နော်မကောင်းရင်ပတ်ဆက်မပေးနဲ့ကောင်းမှပတ်ဆက်ပြီးအဲ့စကားလေးပြောတဲ့ပုံမှာသူကလည်းအဲ့စကားလေးကိုပြောလိုက်တဲ့ပုံမှာသူကစလို့နောက်တွေပြောလိုက်တာကိုကြီးတွေးတဲ့မှာဒီနာမည်လေးကိုကြီးကသဘောကျပြီးတော့ဒါပေးပြတော့တာပေါ့ကိုရောင်းတာတော့တစ်နှစ်ဝင်းကျင်လောက်ပဲရှိပါသေးတယ်တစ်နှစ်ဟိုတော့ကိုကြီးကဒီနန်းဝင်ဈေးရပါတော့ဒီနန်းဝင်ဈေးရပဲဟိုတော့ဝိဆက်သားရောင်းတော့အချိန်30လောက်ကနေစတာပေါ့အခုလက်ရှိမှာကိုကြီးကစုစုပေါင်းတော့အချိန်90ကျော်လောက်ရောင်းရတယ်ပေါ့နော်ရောင်းကနည်းနည်းစားသုံးသူတွေအားပေးတဲ့ပုံမှာကိုရောင်းရလေးကောင်းလာတယ်ပေါ့နော်အဲ့ချိန်မှာကိုကြီးကရောင်းကောင်းတဲ့ပုံမှာလဲကိုကြီးကဒါကိုအများတန်းထိန်းထားနိုင်အောင်ပေါ့နော်ကိုကြီးကပစ္စည်းပစ္စည်းကိုလည်းအချိုးစားညီအောင်အများတန်းဒါကိုနေဖြစ်နေရတာပေါ့အဲ့ဒါမှလည်းကိုကြီးကဒါရောင်းဝင်ရအများတန်းဖြစ်မှာပေါ့နော်အဲ့သဘောလေးပေါ့စိတ်ဆုပ်တပွဲရယ်ကြောက်ကိုလေးရောက်နံများနဲ့ချက်ရမယ်ရောကိုနံများပါလို့လားစိတ်ဆုပ်တပွဲဟိုဦးကျန်းတပွဲစိတ်ဆွတ်တော့စိတ်ပဲတော့အခုနန်းနန်းနဲ့ချက်တေကုန်နဲ့ပါတဲ့ဟာယူမလားချင်းဒီအထက်ကစောက်တာယူမှာအားရှိရဲ့စောက်တာယူမှာဟုတ်တာရတယ်ကွာတော့သားစားလေးတွေပဲလည်းရတယ်ဒီမှာကျောင်းတဲ့ပုံမှာကိုကြီးကိုဝယ်သူတွေကလာအားပေးတဲ့ပုံမှာဒီလိုရောင်းဝယ်လေးကတက်လာတာပေါ့ညီမရယ်ဟောတာတွေပါလက်သိခံပါညီမအဲ့ဒါတရက်ကြိုပြောနေရတယ်ပေါ့နော်ကျော်ကိုရတယ်ကိုကြီးကတော့10ပွဲလဲရတယ်ပွဲ20လဲရ10ပွဲကနေစပြီးလက်သိခံပါညီမအဲ့ဒါတရက်ကြိုပြောနေကိုကြီးအစင်မြောင်လုပ်ပေးတယ်ဒီမှာစိတ်ဥချမ်းရတယ်ညီမဒါစိတ်ဆုပ်ပါညီမပေးမယ်အားလုံးပေးအကုန်ပေးမယ်တော့ရမယ်ကိုဟိုပွဲ300အောင်လို့ဒါအကုန်ရမယ်ဟိုအဲ့ဒါမင်္ဂလာတောင်ညွန့်ကိုကြီးအချင်းစီကိုရမယ်ဟိုနေချင်းစီရတဲ့ပွဲလားကိုကြီးလားနောက်စိတ်ပဲရတဲ့ပွဲကိုကြီးရမယ်တော့ပေးမယ်နော်ကိုကြီးနော်ရတယ်ကိုကြီးလုပ်ပေးလိုက်ဟုတ်ရတယ်ကြောက်အဲ့ဒါဘာလဲဒါစိတ်ဆုပ်ပါကိုလေးစိတ်ဆုပ်ကဘယ်လောက်လဲစိတ်ဆုပ်က9000ပါကိုအရန်ကောင်းတယ်ကိုအညှိချင်းစိတ်ပဲက9000ပါကိုစိတ်ပဲလဲကောင်းတယ်ကိုကြီးရောက်ကိုဒါကစိတ်ချင်းစီရမယ်နောက်တော့စိတ်ပဲရတဲ့ဘက်လားကိုကြီးလားနောက်ဘာပါသေးလဲနံပြားတစ်ချက်ကို1000ပါဘူးနံပြားနှစ်ချက်လာပေးမယ်ဒါစိတ်ရင်လူရဲ့ခေါင်းသားရဲ့ရောချက်တာဒါကိုရှိမှာတော့အစီရသိပ်ပြီးတော့အစီပြန်ကြီးဖြစ်တဲ့အတွက်မို့ကိုကအစီလေးပေါ့လေးနဲ့ပဲအချုံမို့ပေါ့တယ်စီပေါ့တယ်အဲ့ဒါမျိုးပဲပေါ့တဘာဝအချိုးရဲ့အရသာနဲ့ပုံနဲ့ရောင်းတော့အချုံမို့တွေကရမ်းမသုံးအစီရမ်းမသုံးဒါမျိုးဟိုမဆလာလေးလည်းပေါ့လေးအဲ့လိုစားလို့အဆင်ပြေတယ်ပေါ့နော်လူတိုင်းစားလို့ရအောင်ဟိုမဆလာရမ်းများရင်လည်းချို့ကမကြိုက်ဘူးလေအဲ့ဒါမျိုးဟိုဥကြမ်းဆိုရင်ပေစိမ့်လေးနဲ့ချက်တယ်အဲ့ဒါမျိုးပေါ့ဒါစိတ်ရင်လူရဲ့စိတ်ပိုက်ပြားသားရဲ့အဲ့ဒါမျိုးအစုံ2000မိုးတော့အဲ့ဒါမျိုးတွေဒါကောင်းတယ်ဒါအကောရှိမှဒါရမ်းရောင်းရတယ်ဒီနေ့ကိုချိန်30လောက်ကုန်တယ်ဒါကတော့စိတ်ကြောလေးတွေပေါ့စိတ်အသားစားလေးတွေကိုကြီးလေးရအဲ့ဒါတိတန်ကိုရချက်တာအဲ့ဒါမျိုးလေးမဆလာပေါ့လေးနဲ့ပေါ့နော်ရင်းချက်တူနိုင်လေးနဲ့ကိုရှိမှဒီစိတ်သားရဲ့နန်တာတို့ပြတာတော့အရုံမရှိဘူးလူပဲဝယ်စားတာကိုရှိမှနန်တယ်လို့ပါအဲ့ဒါမျိုးစိတ်ညှိကြောဟာရစိတ်သားကနန်တယ်လို့ပါရှိရလေအချို့ပြနေအဲ့ဒါမျိုးမရှိဘူး
ကိုရှိမှာစားပြီးမှပတ်ဆက်ပေးလို့ရမှာကောင်းပတ်ဆက်မပေးနဲ့ဒါကတော့ညီမစိတ်ဆွတ်သလားဒီကောင်ကတော့ချင်းစီပါမယ်6တော့ပါမယ်ချင်းစီဆိုတာကတော့အထက်ကချင်းစီပေါ့နော်အဲ့ဒါကိုစားတာအဲ့ဒါချင်းစီ6တော့ပေါ့နော်အနောက်6တော့ကြီး6တော့ဆိုတာသေးအကုန်ကိုမီးမြိုက်ပြီးတော့အိုက်ကောင်ကတန့်စင်ပြီးတော့အိုက်ကောင်စားတာအိုက်ကောင်က6တော့ဒီကောင်ကျတော့အသားလဲစားလို့ရ6တော့ကအထက်ကချင်းစီလေးလဲဆုပ်လို့ရတယ်ဒါ6တော့လို့ခေါ်တယ်ဒါကတော့ခွာလေးပါလေးပေါ့ဒါစိတ်6တော့ပေါ့စိတ်6တော့ပြုတ်အဲ့ဒါစိတ်6တော့ပြုတ်နော်ချင်းစီဆိုတာကတော့ဒီလိုသူကဒီအထက်ကရိုးရင်းချင်းစီကိုပေါ့နော်ဆုပ်စားတာဒါကြတော့ညီချင်းစီဒါချင်းစီဆိုတာကအထက်ကချင်းစီကိုစားမယ်အဲ့ဒါမျိုးတော့ချုပ်လို့ရချင်းစီကြိုက်ကြတယ်ဒါစိတ်ပဲလေးကြီးလေးတော့ရိုးလေးတွေနဲ့အသားစားလေးတွေနဲ့ပေါ့ဒါချက်တာပေါ့နော်ဒါစိတ်ပဲလဲရမ်းကောင်းတယ်ညနေဆောင်ဆိုမိုးရင်ပို့ရောင်းရတယ်ဒါနံပြနှစ်ချက်အနီလေးကိုပေးမယ်ရောဒီမှာ1200ယူမယ်အေးစားပြီတော့ညီလေးဘာယူမယ်ညီလေးစိတ်စွတ်ချင်းဒီတစ်ပွဲထိုင်စားမှာဟောချင်းဒီတစ်ပွဲထိုင်စားမယ်ပကံပေးမယ်ဒီမှာစိတ်စွတ်ကဘာစားမယ်6လောက်စားမလားချင်းဒီစားမလားညီမဒီလို6လောက်လေးချင်းဒီလေးစားမလားကောင်းတယ်အဲ့ဒါလေးကြတော့အဲ့ဒါလေးကြ2မျိုးစားလို့ရတာပေါ့စားမလို့ထိုင်စားမလားထိုင်စားပကံလုပ်ပေးကိုနည်းနည်းချင်းချင်းတော့နေပြမယ်နော်ရမယ်တော့ထိုင်စားမယ်တဲ့ဟိုအကွာစိတ်စွတ်ပဲဟိုညီမဟိုမှာသွားထိုင်လာရရနော်ဒါဆက်ရင်နူပါညီလေးကိုရောင်းတာတော့ဒီုံနေပေါ့ဈေးပေါ်လေးနဲ့ရောင်းပေးတဲ့ပုံမှာရောင်းဝယ်တွေကသူ့နဲ့သူတော့အဆင်ပြေပါတယ်ရသုံးဝယ်ကကိုကစုံတော့က1000စိတ်ရင်နူက1000ဟိုကပါလေကိုစိတ်ပဲအလုံးက2000ဝယ်ယူမယ်ဒီမှာ2000ဝယ်လာယူမယ်ရောက်ကိုကျေးဇူးပါကိုဟိုနေဝင်ကြီးလေးဗာထားယူမယ်ရဒါဆက်ရည်သူသလားအခုဆိုင်မှာဒီကောင်တော့တော်တော်ရောင်းရတယ်ဒါဆက်ရည်သူရမ်းကောင်းတယ်ရည်နူးသားပေါ့ရိုးနဲ့အသားနဲ့သူအိနေရပဲကိုကြီးကနေတော့အချိန်ကို4နိုင်5နိုင်တော့ပေးပြီးနှက်ထားတဲ့ပုံမှာပစ္စည်းကိုလည်းကိုကြီးလက်ဆက်ဆက်ပဲတနေ့ရက်နေ့ရေခဲရပါလေကိုကြီးမသုံးညီလေးဆိုင်မှာမနှံဘူးဆိုတော့ညီလေးကအစာပလာအများကြီးထက်တာအမြတ်နဲပါသေးတော့ထက်ရမယ်ပစ္စည်းရာကိုထက်နိုင်ရင်သူကစိတ်ကြမနှံဘူးနောက်မှဆိုနံတယ်ကိုကြီးကိုကြီး2000ဟိုညီမလေးပါပြီမလဲစိတ်ကြောင်းရ9000မိုးရတယ်1000မိုးရညီမဘယ်လောက်မိုးယူမလဲညီမဟုတ်ကဲ့ပါညီမလေးဒါစိတ်ကြောရင်းလေးပါညီမကိုကြီးကတော့4နာရီခွဲကနေစဖွင့်နေကုန်တဲ့အချိန်ပေါ့ဟိုအချိန်ကတော့ပြောလို့မရဘူးပေါ့နော်ဝဲသူလာဆိုလို့ကုန်တာပေါ့ဒါစိတ်သားနဲ့ပါမစိတ်သားအလူနဲ့အောင်းနေနောက်ပါယူမယ်မအဲ့စိတ်ပဲတပွဲစိတ်သားလုံးမလားစိတ်သားလုံးညီမ1000မိုး3လုံးမဒါပါလေအဲ့ဒါကဟိုနေစိတ်ဦးချမ်းပေါ်နေချက်လေးပင်စင်းချက်လေးဦးချမ်းမဲ့တပွဲဦးချမ်းလေးလည်းပေးမယ်နော်အကိုတော့ဗာစားကျင်တယ်ကိုဟုတ်ပဲအကိုကြားပြီတော်ကြားပြီကိုစိတ်မဆိုးပါနဲ့ကိုအဲ့မျိုးတန်းမှာညီမတောက်ကြနေတည့်ရပဲကိုကြီးအမဟိုမှာတော့အမဲသားတည်တံပေါ့အမဲဆွအမဲသားနဲ့ပတ်သက်တာရောင်းတယ်ဟိုမှာကတော့အမဲဆွကစမိုင်တို့ဟယ်လင်တို့ဘာလို့ရောင်းတယ်ပဲတုပ်တို့ဘာလို့အမဲနဲ့တို့ဒွာမီနဲ့တို့ဟိုမှာတော့အမဲသားနဲ့အစုံရောင်းတယ်ဒီမှာတော့စိတ်သားတည်တံပေါ့ညီမအဲ့ဒါမှရောင်းတယ်ဆိုတာအမဲသားရောင်းတယ်ဆိုတာဒီအိုးတွေနဲ့အမဲသားအိုးတွေနဲ့မတူအမဲသားအိုးတွေအကြီးတွေပဲဒါစေအိုးကသေးတယ်အဲ့ပုံစံပေါ့တော့စိတ်ဆိုအဲ့ဒါမျိုးဟိုမှာတော့တောက်ကြနေတည့်ရရောင်းတယ်ဒီမှာကျုံတောက်ကြနေပိတ်တယ်မ9000မိုးကြီး1000မိုးကြီးမှာ1000မိုးပေး1000မိုးဝါအဲ့ဖိုက်ပေးဘာကိုလုပ်ပေးရောဒါအကျော်လေးတွေအကျော်စားအသားစားလေးတွေပေါ့ဒါလေးကမဆလာပေါ့လေးနဲ့ချက်တာမဆလာလေးအများအားလုံးစားလို့ရအောင်လောကညီမစဖွင့်တဲ့အချိန်မှာတော့တို့အခက်ခဲရတော့ရှိကြတာပေါ့အဆအရအခက်ခဲနေတယ်ပဲတို့ရုံးကန်လာခဲ့တာပေါ့ကျွန်တော်ဆိုရင်ကျွန်တော်ညီမတွေဆိုဒန်အိုးတွေဘာတွေအစကျွန်တော်ပေးရတာအဲ့လိုမျိုးပဲရှိတာပေါ့တို့ရဲ့အကူညီပေးမှုတွေဒီပေးမှုတွေကြောင့်ကျွန်တော်ဒီလိုပေါ့ဈေးဆိုင်မှုလေးထွက်ဖြစ်တာပေါ့နော်ကျွန်တော်ညီမတွေဒီနေရာမှာထွက်ဘာညာပြောမှာကျွန်တော်မှအမဲသားနဲ့ပတ်သက်တဲ့အိုးတွေပဲရှိတယ်စိတ်နဲ့ပတ်သက်တဲ့မရှိတဲ့ပုံမှာတို့ကျွန်တော်ဒန်အိုးတွေအစအဆရပေါ့ခုံတွေဘာတွေအစတို့ကျွန်တော်ပံ့ပိုးတယ်တို့ဒါဘိုးဒီရွှေကြီးဆိုတာလေအဆိုင်ကအဲ့ဒါကျွန်တော်တို့ရဲ့အမိသားစုတွေပေါ့တို့ကလည်းကျွန်တော်ဒီမှာတို့နေရာလေးပေးတာပေးတော့ကျွန်တော်ဒီမှာရောင်းပြတာပေါ့နော်ရရင်ညီမလေးအထားခံတယ်ကိုကြီးကတနေ့ပဲရောင်းတယ်ညီမလေးအထားခံတယ်တကယ်လို့ရေကဲတက်ထဲမှာထားရင်တော့အကြာကြီးထားလို့ရတယ်နောက်4-5ရက်လောက်ကြာမှပြန်နှွှေးစားလဲရတယ်ပေါ့နော်
တို့ပါခေရတယ် အဓိကကတော့ပစ္စည်းကထားခံနဲ့မထားခံဘူးဆိုတာကဒီပေါ့စုနုနုနဲ့နဲ့ချက်ထားနိုင်ရင်ဒါအထားခံတယ်မနုမနဲ့နဲ့ပေါ့အဲ့ဒါဆိုရင်တော့အထားမခံဘူးပေါ့နော်အဲ့ပုံနဲ့ကျွန်တော်ဒီမှာတော့တော်တော်များများလာပေးကြပါတယ်ဟိုနယ်ကလူတွေတော်တော်များများလာကြရတယ်ဒါတော့9000ပါညီမလေးဒါအကျော်လေးနဲ့အသားစားလေးနဲ့ပေါ့ညီမလေးရောက်ဖို့ရောက်အသားကိုယူလာယူလာဆိုင်မှာလာစားရလူရကျွန်တော်ကတော့အခုချိန်မှာတော့အခုမှမိုးတွင်းပိုင်းဖြစ်တဲ့ပုံမှာခုံနေပါတွေကအခက်အခဲလေးရှိတယ်တခါကျလူတွေကစောင့်ပြီးတော့စားပေးရတာရှိတချို့လူတွေကျတော့မတက်ရက်ပြီးတော့မို့ကျွန်တော်ရှိမှာခုံလေးကနဲတဲ့ပုံမှာပေါ့ကျွန်တော်လည်းတဖြည်းဖြည်းနဲ့ပေါ့နော်အခုမှစူးစမ်းနေတဲ့အချိန်မှာဆိုတော့မပြည့်စုံတာလေးတွေရှိကြတာပေါ့ စင်စီဖက်ပြီးတော့ အဲ့ဒါလေးတချို့လူရောတင်းချင်းခိုင်ပြီးလာစားကြတယ်ပေါ့နောက်လဲကျွန်တော်ပေါ့ဒါနဲ့ပေါ့အဆင်ပြေအောင်ပေါ့လာစားသုံးလူတွေအဆင်ပြေအောင်ပေါ့ကျွန်တော်မှလုပ်ပေးဖို့နော်အဲ့ဒါလေးပေါ့ကျွန်တော်မှတော့ရည်ရွယ်ချက်တွေတော့ရှိပါတယ်ဒါလာပြီးတော့မေအောင်မေးတစ်တွေပေါ့ကျွန်တော်လာအားပေးလူတွေကိုလည်းကျွန်တော်အများကြီးကျေးဇူးတင်တယ်သူတို့အားပေးလို့လည်းကျွန်တော်ဒီလိုရောင်းရတာပေါ့နော်မစိတ်ဆုပ်ပဲခြေထောက်ရှိအချင်းသေးရှိတယ်မှာခြေထောက်စမှာခြေထောက်လည်းကောင်းတယ်ခြေထောက်ကျတော့အသားလေးနဲ့ပေါ့အကျော်လေးနဲ့စားလို့ရတယ်အဓိကကတော့ဗာလဲဆိုတော့ဘယ်ရပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့ရေချိန်နဲ့သူ့ရေပုံးနဲ့ဒီဟိုကဘလောက်စိတ်ဆုပ်ကဘလောက်စိတ်ပဲအဲ့ဒါမှအရသာနေ့တိုင်းဒီပုံစံနဲ့ဖြစ်မှာလေကိုကရေထည့်ကျင်တိုင်းထည့်လို့လည်းမရဘူးကိုကရေရှည်အစားတော့ဆိုတာကတော်တော်လေးလဲဂယုစိုက်ရတယ်စားလို့ကောင်းလူများစားလို့ကောင်းမှာကိုလာအားပေးမှာလေစားလို့မကောင်းဘူးဆိုရင်ကျွန်တော်လာအားပေးမှာမဟုတ်လေအဲ့အတွက်လဲသတိဝိရအမြင်နဲ့ထားရတယ်ပေါ့နော်တခါရစားလေးပေါ်လာပါတော့ဖြစ်တတ်တာပေါ့လူဆိုတာတော့တခါကျတော့လည်းနည်းနည်းပပငံသွားတာတော့ရှိတာပေါ့အဲ့ဒါအဓိကတော့တော်တော်လေးကိုပေါ့ဂုဏ်ဆက်ရတယ်ပေါ့ဒီအလုပ်တွေကလည်းဆိုင်လေးဆိုတော့တောင်းကလာနန်းဝင်ဈေးရှိလေဒါကတော့ဒီ29လမ်းထိပ်ပေါ့ဒီကားတွေပါတွေကတော့10တို့96တို့စီးလာလို့ရတယ်12တို့ပါတို့တောင်းလာနန်းဝင်ဈေးရှိပေါ့ ။အများဖက်လက်ချက်လေ